အခမဆုံခမဆုံကူကောခါနော်အားလုံးမင်္ဂလာပါရှင်ဒီနေ့ကကြတော့ပထမအဆုံးနေ့ဆိုတော့ဒီနေ့ရှမ်းအခြေခံပြီးစကူလုံးကိုတင်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာမှာလည်းပြီးရှိတယ်နော်ရှမ်းလိုကလည်းပြီးရှိပါတယ်အစအဆုံးအနေနဲ့ကောင်းစင်တော့ကြည့်အောင်အခြေခံရှမ်းပြီးစကူလုံးဆိုရင်ရှမ်းလိုကตูแม่ลิกไต้19ตูလို့ခေါ်မယ်နော်ตูแม่ลิกไต้ဆိုတာကအခြေခံရှမ်းပြည်19ဆိုတာက19ตูဆိုတာကလုံးตูแม่ลิกไต้19ตูအခြေခံရှမ်းပြည်19လုံးဖြစ်ပါတယ်နော်ကောင်းစင်လဲမှတ်ထားပါမယ်နော်အခတော်လေးလာကြည့်အောင်ဒီတစ်လုံးကလို့ခေါ်မယ်နော်ကဒီတစ်ခုကခငနောက်တစ်ခုကြJ အတန်သွားမယ်နော်အင်္ဂလိပ်လို့ဆိုလို့ရှိရင် J A ကြပုံစံလိုမျိုးနော်ကြဒီတစ်ခုကစညတထနငယ်ပုံစံနော်နပဒီတစ်ခုကကြတော့နှခမ်းနှစ်ခုပိတ်ပြီးဆိုမယ်ဖနောက်ထပ်တစ်လုံးကအမီးပါတယ်နော်ဒီအမီးပါတဲ့တစ်လုံးကိုအောက်နှခမ်းကအပေါ်သွားနဲ့တော့ထိပြီးတော့ F အတန်နဲ့ဆိုမယ်ဖ F အတန်နော် FA လိုမျိုးနော် FA ဖနောက်တစ်ခုမရနောက်တစ်လုံးကရဒီတစ်လုံးကတော့လနောက်တစ်လုံးဝဒီတစ်လုံးကကြတော့ဟလို့ခေါ်မယ်နော်ဟနောက်ဆုံးတစ်လုံးကအခစာလုံးတဲ့ရေပုံရင်းနည်းတွေသွားလေ့လာကြရအောင်နော်အခအတန်ထွက်လေးတွေနောက်တစ်ခေါက်လိုက်ဆိုကြရအောင်ကခငကြစညတထနပဖဖမရရလဝဟအမဆုံခ